Melania လို့ရိုးရိုးရှင်းရှင်းပဲအမည်ပေးထားတဲ့ American သမ္မတကတော်ရဲ့မှတ်တမ်းတင်ရုပ်ရှင်ဟာအခုကတည်းကအတော်လေးကြရိုက်နေပါတယ်။ Melania Trump ဆိုတာတကယ်တော့ဘာတူလဲဆိုတဲ့မေးခွန်းကိုဖြေရှာဖို့အတွက်20ရက်ကြာအောင်သူ့နောက်ကိုကင်မရာတွေနဲ့လိုက်ရိုက်ကူခဲ့ပါတယ်။ဒီရုပ်ရှင်ကိုပူးရဲထုတ်လုပ်သူဖြစ်တဲ့ Melania ဟာကြာသပတေးနေ့မှာပြသမဲ့အထူးပွဲမတိုင်ခင်ကြော်ညာတွေအများကြီးလုပ်ခဲ့ပါတယ်။ New York Stock Exchange ရဲ့ဈေးပွင့်ခေါင်းလောင်းကိုတီးပေးတာမျိုးတွေလည်းပါဝင်ပါတယ်။ Fox News ရဲ့အင်တာဗျူးမှာလည်းလက်ရှိဖြစ်ရပ်တွေပေါ်သူ့ရဲ့အမြင်တွေကိုရှားရှားပါးပါးပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဘက်က Federal လူဝင်မှုကြီးကြပ်ရေး agent တူရဲ့လက်ချက်နဲ့ Alice Pretty သေဆုံးခဲ့တဲ့ဖြစ်စဉ်ပြီးမှသူ့ရဲ့ရုပ်ရှင်ပိုစတာကိုနောက်ခံထားပြီးစီလုံးညီညွတ်ကြဖို့ Melania ကတိုက်တွန်းခဲ့ပါတယ်။ကျမလည်းအကြမ်းဖက်မှုကိုစန့်ကျင်ပါတယ်။ဒါကြောင့်ဆန္ဒပြမယ်ဆိုရင်လည်းငြင်းငြင်းချမ်းချမ်းပဲပြကြပါလို့ Melania ကဆိုပါတယ်။ကြာမြင့်ချိန်2 နာရီနီးပါးရှိတဲ့ဒီရုပ်ရှင်ဟာအခုလိုသတင်းကြီးနေတာဟာအံ့ဩစရာအချက်လက်တွေပါနေလို့တော့မဟုတ်ပါဘူး။ Director Brett Ratner ကြောင့်ပဲဖြစ်ပါတယ်။2019ခုနှစ်မှာမြို့သမီးများပြားရဲ့လိမ်မိုင်းဆိုင်ရာစော်ကားမှုဆွဆွဲမှုတွေခံခဲ့ရပြီးနောက်ပိုင်းသူပထမဆုံးရိုက်ကူးခဲ့တဲ့ကားဖြစ်နေလို့ပါ။သူကတော့ဒီဆွဆွဲချက်တွေကိုညှင်းဆိုထားပါတယ်။ဒီမှတ်တမ်းတင်ရုပ်ရှင်ကို Amazon ကဒေါ်လာသန်း40နဲ့ဝယ်ယူခဲ့ပြီးဒါဟာရုပ်ရှင်တကားတဲ့အတွက်ပေးချေဘူးသမျှအများဆုံးပမာဏလည်းဖြစ်ပါတယ်။ဒါပြင်ရုပ်ရှင်ကြော်ညာကားအတွက်လည်းနောက်ထပ်ဒေါ်လာ35သန်းလောက်အသုံးပြုထားပါတယ်။တချို့ကတော့ဒါကို Amazon CEO Jeff Bezos က Trump မိသားစုနဲ့မျက်နှာသာရောက်အောင်လှုပ်ဆောင်တာလို့မြင်နေကြပါတယ်။ Box Office Pro ရဲ့ခန့်မှန်းချက်အရရုပ်ရှင်ရုံတင်တဲ့ပထမဆုံးပတ်မှာဒေါ်လာ2သန်းကနေ5သန်းကြားပဲရနိုင်တာကြောင့်အရင်ပြန်ရောက်ဖို့မလွယ်ဘူးဆိုပြီးရှေ့ပြေးလက္ခဏာတွေကဖော်ပြနေပါတယ်။ဒီချိန်ထဲမှာပဲရုပ်ရှင်မပြသခင်နိုင်ပိုင်းလိုမှာတောင်အာဖရိကကအဓိကရုပ်ရှင်ရုံကြီးတွေမှာ Melania ရုပ်ရှင်ကိုပြသဖို့ပယ်ဖျက်လိုက်ပါတယ်။ရုပ်ရှင်ဖြန့်ချီသူတွေကတော့အသေးစိတ်မပြောပေမဲ့လက်တလောအခြေအနေတွေကြောင့်လိုပဲအကြောင်းပြပါတယ်ခင်ဗျာ။